ရိမရယာဖျားလောင်းဟာတဲ့အဇာတသက်မင်းသားရဲ့သားအဇိတယဟန်ဆိုတာဟုတ်ပါသလားအဇိတယဟန်မဟုတ်ပါကမြည်သူဖြစ်တီကိုဖြေချပေးပါဆရာဆိုပြီးတော့မြင်မြန်ထားတာပဲဖြစ်ပါတယ်ရှင်ဓာတဘောဓိတတ္တပတ္တိကထာဆိုတာရှိတယ်ဗျဒီဟိုပြန်ရေးတဲ့ကျမ်းအဲ့ဒါကိုဒီကမြန်မာဆရာတော်တွေပြန်ရေးတော့အနာဂတဝင်ကျမ်းလို့ခေါ်တယ်တူတူပဲအဲ့တော့ဒီဟိုမူပေါ့နော်အဲ့ဒီထဲမှာခုနကပြောတဲ့နောင်ပွင့်မဲ့အရိမတေယဘုရားအလောင်းဟာအဇာတတရဲ့သားအဇိတယဟန်ဆိုပြီးတော့အဲ့ဒါလိုတိတိကျကျပါတယ်ဒါပေမဲ့ကျွန်တော်တို့ဗုဒ္ဓဘာသာတွေဒီတောင်ပိုင်းပေါ့နော်မြန်မာနိုင်ငံကကျင့်သုံးနေတဲ့ထေရဝါဒဗုဒ္ဓဘာသာထဲမှာတော့သူကဆန့်ကျင်တယ်မဟုတ်ဘူးเนาะအဲ့လိုမဟုတ်အချင်းအကြောင်းကြီးကတော့အချက်လက်တွေအများကြီးရှိတယ်ဗျာသင်ကြားတဲ့ဟာတစ်ခုပြောမယ်အဲ့ဒါဘာလဲလို့ဆိုတော့ဗိမိတာရမင်းကြီးနတ်ရွာဆံပြီးတဲ့နောက်8နှစ်ကြာမှာဂေါတမမြတ်စွာဘုရားရှင်ပြိဋိဘံပြုတယ်အဲ့တော့ဗိမိတာရမင်းကြီးနတ်ရွာဆံတဲ့အချိန်မှာပဲဟိုဘက်မှာเนาะဒီဘက်မှာတပြိုင်နက်သူ့သားအဇာတတဆိုတာရှိတယ်အဇာတတနဲ့အဇာတတရဲ့မိဖုရားကနေပြီးတော့အဇိတဆိုတဲ့တားငယ်လေးကိုမွေးတယ်ဟိုနည်းနည်းပါးပါးဇတ်တော်တွေလေ့လာဖို့ရင်သိမှာပေါ့နော်ဖခင်ကိုထောင်ချထားတယ်လေချထားပြီးအချင်းချပြီးတော့ရေဖြတ်အစာဖြတ်လုပ်တယ်မလားနောက်ကြတော့သူ့သားလေးကမွေးပြီလေဟိုမှာသူဟိုဟာမိဖုရားကနေပြီးတော့အဇိတသားလေးမွေးတဲ့ခါမှာသူဥလိုက်တဲလိုက်သူချစ်ခင်နှစ်သက်တယ်သူသားကိုဒါဆိုရင်သူကပြောတာပေါ့နော်ငါဖေကလည်းငါ့ကိုချစ်ခဲ့မှာပဲအဖေသွားလှုပ်ဆိုတော့ဟိုမှာကွယ်လွန်နေပြီလေအဲ့တော့ဆိုလိုတာတယ်လို့အဲ့တော့ဗိမိတာရမင်းကြီးနတ်ရွာဆံပြီးတဲ့နောက်8နှစ်ကြာမှာဂေါတမမြတ်စွာဘုရားရှင်ပြိဋိဘံပြုတယ်ဒါကျွန်တော်တို့ဘက်ကကျမ်းနော်ခုနကဒီကိုကျမ်းပြောပြီးပြီပြုတယ်အဲ့တော့ဗိမိတာရမင်းပြိဋိဘံစံချိန်မှာပဲသားအဇိတကိုဗိမိတာရမင်းခုနကအဇာတတနဲ့သူ့မိဖုရားကနေပြီးတော့မွေးဖွားတယ်မွေးဖွားတဲ့ခါကျတော့ဒီနှစ်ခုကိုဆက်ဆက်လိုက်မယ်ဆက်ဆက်လိုက်တဲ့ခါမှာမြတ်စွာဘုရားရှင်တတ်တော်ထင်ရှားရှိချိန်မှာဒီအဇိတယဟန်အဇိတဆိုတဲ့ကောင်လေးဟာ8နှစ်ထက်ပိုမပုံနိုင်ဘူးเนาะ8နှစ်ကြာမှာကိုပြုတာ8နှစ်သားလေးပဲရှိမယ်အဲ့ဒါလူပဲရှိသေးတယ်ယဟန်မဟုတ်ဘူးအဇိတယဟန်လည်းမဟုတ်ဘူးဒါပြင်သာသနာတော်မှာဒီပြင်အဇိတနာမည်တူယဟန်ရှိသလားဆိုတော့ရှိတယ်တူတစ်ပါးရှိတယ်အဲ့ဒီအဇိတယဟန်ကလည်းပဲအရိမတေယဘုရားလောင်းမဟုတ်ဘူးဘာကြောင့်မဟုတ်လဲဆိုတော့သူထေရပတ္တိကိုလိုက်တော့နောက်ဆုံးမှာအရတ္တဖို့ရပြီးတော့ပြိဋိဘံပြုတယ်ဘယ်လိုလုပ်ဟိုမှာသူ့ဖေမိဘသူကစဉ်းစားကြရတော့မလို့တော့เนาะထဲ့လက်စရာမလို့တော့အဲ့လိုမျိုးတွေကွာသွားတာပေါ့เนาะကွာသွားတဲ့ခါကျတော့ဒီကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ဒီထေရဝါဒဗုဒ္ဓဝင်ပေါ့เนาะအဲ့ဒီဗုဒ္ဓဝင်ထဲမှာတော့ဟိုမြတ်စွာဘုရားရှင်ကဒီအရိမတေယဘုရားလောင်းနဲ့ပတ်သက်ပြီးဟောကြားတာရှိလားဆိုတော့ရှိတယ်နော်ဒီကနေ့ကဗာတိကဝဲပေါ့နော်ရှိတဲ့အခါမှာဘယ်လိုဟောလဲလို့ဆိုတော့နောင်ပေါ့နောင်သက်တမ်း8000တန်းရောက်ရင်အရိမတေယဆိုတဲ့ဘုရားလောင်းပွင့်မယ်ဘုရားပွင့်မယ်ဆိုတဲ့ညွှန်ကြားချက်ပဲရှိတယ်သူဒီဘယ်သူဖြစ်သည်သူဒီသူ့ရဲ့အဖေမရဘယ်သူဆိုတာလည်းမပါဘူးနော်အဲ့တော့ဒီမှာလည်းအရာရာကိုနှိုင်းရှင်လိုက်ရင်ကွဲလွဲချက်တွေရှိတယ်နောက်တစ်ချက်ကအဲ့ဒီဓာတဘောဓိတတ္တပတ္တိကထာလို့ခေါ်တဲ့အနာဂတဝင်ကျမ်းမှာသူကဒီလိုဗျမိတိတော်ဂေါတမီကနေပြီးတော့ဟိုဘုဒ္ဓဝင်ကြီးကတော့ဆင်လာပဲနော်သူစီကြောနဲ့မိတိတော်ဂေါတမီရဲ့သင်္ကန်းတစ်ထည်ရက်တယ်ရွှေသင်္ကန်းတစ်ထည်ရက်တယ်မြတ်စွာဘုရားရှင်ကိုကတ်တူတယ်လူတော်မြတ်စွာဘုရားရှင်ကတစ်ထည်ကိုဒီကတန်ခါတစ်ပါးပါးကိုလှူလိုက်ပါလို့ပြောတယ်အဲ့မှာရှင်သာရိပုတ္တရာရှင်မောဂလန်ရှင်အကုန်ရှိတယ်အကုန်လုံးကချက်ချင်းနေတယ်ဘယ်သူမှမခံယူရဘူးဘုရားနဲ့နှိုင်းရှင်ပြီးတော့တန်းတူခံဖို့ကမရှိဘူးအဲ့ဒီမှာခုနအဇိတဆိုတဲ့ယဟန်ဒါသူတို့မဟုတ်နော်အဇိတဆိုတဲ့ယဟန်သူအလူခံမယ်ဟောတယ်အလူခံလိုက်တယ်ကျန်တဲ့ယဟန်တွေကနည်းနည်းတော့ဝိုင်းပြီးတော့ကဲ့ရတာပေါ့ဗျာဒီလိုလာတာပေါ့အဲ့တော့မှမြတ်စွာဘုရားရှင်ကဒီအဇိတယဟန်ဟာတာမန်မဟုတ်ဘူးနောက်ပွင့်မဲ့ဒီမတေးကဘုရားလောင်းမယ်ဒါသူတို့ရဲ့ဘုဒ္ဓဝဲဒီဘက်မှာကတော့ကျွန်တော်တို့ဥပရိပန္နသပါဠိတော်မဟာဒက္ခိဏဝိပင်ကသုတ်လို့ခေါ်တယ်အဲဒီခုနမိတိတော်ဂေါတမီကသင်္ကန်းလှူတာအရွှေချာသင်္ကန်းလှူတာเนาะမြတ်စွာဘုရားအဲ့ဒီမှာလှူတဲ့ခါမှာမြတ်စွာဘုရားရှင်ကငါအမလူနဲ့တန်ခါလူဒါပဲပြောတယ်တန်ခါရဲ့ဟိုအကျိုးကိုထောက်ပြီးတော့ပေါ့เนาะမြတ်စွာဘုရားရှင်ဆိုတာအချိန်တိုင်းမရှိနိုင်ဘူးလေဘုရားမှာအမြတ်ဆုံးပါညာလို့တရားပြင်ပြောရင်ခေါင်းဆောင်လွှဲတာပေါ့เนาะပြောရင်တော့အဲ့ဒါလိုအခမ်းမဲ့ရှိတယ်အဲ့ဒါအဇိတလည်းမပါဘူးနောက်ပွင့်မဲ့ဘုရားလောင်းလို့လည်းမပါဘူးအဲ့လိုကွဲလက်ချက်တွေအများကြီးရှိတဲ့ခါကျတော့ပုံမှန်ရတော့ကျွန်တော်တို့ဒီဘက်ကထေရဝါဒဗုဒ္ဓဘာသာမှာတော့ဟိုတဘာဝဖြစ်စဉ်လည်းမကိုက်ဘူးအာဂမလည်းမကိုက်ဘူးဒေသနာလည်းမကိုက်ဘူးတဘာဝလည်းမကိုက်ဘူးပေါ့နော်ယုတ်တိလေးပါးကလွတ်နေတဲ့တရားတွေဖြစ်တယ်ပေါ့အဲ့တော့ conclusion ဆွဲမယ်ညီကုန်းချုပ်မယ်ဆိုရင်တော့ဒီအရိမတေယဘုရားလောင်းကဂေါတမမြတ်စွာဘုရားရှင်လက်ထက်မှာပေါ့31ပုံတော့တစ်ခုခုတော့ရှိမှာပဲလေနော်ဘာဖြစ်ဖြစ်ဟိုဟာပေါ့ကြွတမ်းမဝင်သေးတဲ့အချိန်မှာတော့ဟိုမြတ်စွာဘုရားရှင်ရဲ့သာသနာမှာဂေါတမမြတ်စွာဘုရားရှင်သာသနာမှာအဓိကပြောချင်တာကတော့ယဟန်ဖြစ်နေမရှိခဲ့ဘူးနာမည်တူရှိတဲ့အဇိတအားလည်းပဲခုနပြောလို့ရဟန္တာပြပြီးပြိဋိဘံပြုရဲဆိုတော့ဒါရဲတင်းတင်းဆုံးဖြတ်လို့ရတယ်ပေါ့နော်သိစရာတော့2မျိုးကိုယ့်အကူမှတ်ချင်မှတ်ပေါ့ဒီကိုဖြစ်ကျမ်း1မျိုးဒီဘက်ကကျမ်း1မျိုးဒါကိုကိုယ့်အကူနိုင်နိုင်ချင်းချင်းသူ့ကမိန်နဲ့ပဲဆုံးဖြတ်ပါလို့နော်ဒါလေးအကြံဉာဏ်ပြုပြကြလို့ပါတယ်